မင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာကလေးတွေကိုတာကိုယာကီလေးလုပ်ပြီးနဲ့ညီလေးလာပြီးမျှဝေပေးတာပါရှင်အရင်ဆုံးထန်ခါစုလုပ်ပါမယ်ဂျုံ20 gram နဲ့ကိုရေ30 ml ထည့်ပြီးတော့မွေလိုက်ပါတယ်စီအိုပူပေးထားလိုက်ပါတယ်ရှင်ပြီးရင်တော့မွေတဲ့စကားလေးချင်းလုံးနဲ့ပဲခါပြီးတော့ထန်ခါစုလေးဖြစ်အောင်ကြော်လိုက်ပါဦးမယ်ကဲခုဆိုရင်တော့အရှူရရောင်လေးတက်လာပြီဆိုရင်တော့သူ့ကိုဆဲပြီးတော့ထုတ်ထားလိုက်ပါတယ်ပြီးရင်တော့တာကိုယာကီလုပ်ဖို့အတွက်ကိုမုန်းနစ်လေးဆက်ပါမယ်ရေ250 ml ပါတကြား10 gram ပါရှင်ကျုပ်တစ်လုံးထည့်ပါတယ်စားလက်ဖက်စားစုံနဲ့4ပုံတစ်ပုံမှာပင်ကမြကြီးအကျဲကိုလည်း10 gram ထည့်လိုက်ပါတယ်ရှင်ပြီးရင်တခြားလေးခလောက်ထားလိုက်ပါတယ်ဂျုံပစုံ3ဂျုံ90 gram မှာဆမ်မုတ်10 gram ထည့်ပါတယ်ဘေကင်းဆိုဒါကိုလက်ဖက်စားစုံနဲ့တစ်ဝက်ထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့စကားတိုက်ပြီးတော့ခုနကကျုပ်ခလောက်ထားတဲ့ကိုစစ်ချလိုက်ပါတယ်တခြားလေးနှံ့ဆက်အောင်ခုလိုမျိုးလေးမွေထားလိုက်ပါတယ်ပြီးရင်တော့စကားနဲ့စစ်ထားလိုက်ပါတယ်ရှင်အိမ်မှာတော့ရေဝဲမစားလို့ကျုပ်ကြောင်နဲ့ကနန်းကြောင်ကိုရင်းနှီးလေးနဲ့ပြုတ်ထားလိုက်ပါတယ်ပြီးရင်တော့အသေးသေးလေးတွေခုလိုမျိုးတုံးလိုက်ပါတယ်ရှင်ကဲခုဆိုရင်တော့ကျုပ်တို့မေးလေးလီပြီးပြီဆိုတော့တကွာရီလုပ်ဖို့တက်ကိုအစင်းသေးဖြစ်သွားပါပြီစီလုံးမဲ့အိုးတွေကိုစီလေးလိုက်တုပ်လိုက်ပါတယ်ဥပူလာပြီဆိုရင်တော့ခုနကဖြိုထားတဲ့မုံနလေးတွေကိုလိုက်ပြီးတော့ထည့်လိုက်ပါတယ်ပြီးရင်တော့ခုနကကြော်ထားတဲ့တန်ကဆုနဲ့ပြုတ်ထားတဲ့ကျုပ်ချောင်းလေးလိုက်ထည့်လိုက်ပါတယ်ပြီးရင်တော့ကျက်တုံမီလေးလိုက်ဖြူလိုက်ပါတယ်ရှင်နည်းနည်းလေးချက်ပြီးဆိုရင်တော့ဘေးမှာပွားနေတဲ့မုံနလေးတွေလိုက်သိမ်းလိုက်ပါတယ်ပြီးရင်တော့တချမ်းလေးစောင်းပြီးတော့အကုန်လုံးကိုလိုက်ပြီးတော့လှုပ်ထားလိုက်ပါတယ်ရှင်ပြီးရင်ကျန်တဲ့နေရာလေးမှာမိုးရေလေးထပ်ပြီးတော့ဖြည့်လိုက်ပါတယ်ပြီးရင်တော့အလုံးလေးဖြစ်အောင်အခုလိုမျိုးလေးမောက်ပြီးတော့လှည့်ပြီးတော့ကြော်ပါမယ်အပေါ်ကနေစီလေးနည်းနည်းလိုက်တုပ်လိုက်ပါတယ်ရှင်လောက်ရတာလွယ်ကူပါတယ်စားလို့လည်းအရန်ကောင်းပါတယ်ရှင်ကိုယ်အိမ်မှာလှူစားတော့အများကြီးရပါတယ်အိမ်မှာကလေးတွေကတက်ကိုရက်ကီကြိုက်တယ်ဆိုရင်တော့ဒီနည်းလေးကအရန်အဆင်ပြေပါတယ်ရှင်အထဲမှာအစားတော့ကိုကြိုက်တဲ့ filling ထည့်လို့ရပါတယ်ကဲခုဆိုရင်တော့တက်ကိုရက်ကီလေးချက်သွားပါပြီပကံလေးကိုဆက်ထုတ်ထားလိုက်ပါဦးမယ်ရှင်ပြီးရင်တော့ sauce ရယ် mayonnaise ရယ်ရင်းကြီးလေးတွေကိုပပလေးလီးပြီးတော့အပေါ်ကလိုက်ဖြူလိုက်မယ်ဆိုရင်တော့ရန်ကိုစားကောင်းတဲ့တက်ကိုရက်ကီလေးရသွားပါပြီဆက်ကြပါအောင်ရှင်စုံနေကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်တဒါ